ချစ်ခင်ရပါသောဆရာမိတ်ဆွေများအားလုံးမြင်ကြလာပါ2026ခုဇွန်လ28ရက်1388ခုပထမဝါဆိုလဆန်း14ရက်တနင်္ဂနွေနေ့တနေ့တာကံကောင်းစေရန်အတွက်ဆောင်ရန်ရှောင်ရန်ကိုဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်ကံကောင်းစီဖို့အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားတစ်သီးနဲ့ရည်တက်ကပ်လို့ရမှာဖြစ်ပါတယ်ဤဒါနကောင်းမှုအကြောင်းပြုတနေ့တာကံကောင်းပြီးပြုလို့ဆောင်ရသမျှအောင်မြင်စေရန်အတွက်ဆုတောင်းရမှာဖြစ်ပါတယ်ဘာသာကြဘာသာမဲ့မိတ်ဆွေများအနေနဲ့ကတော့မိမိတို့ကိုယ်ကွယ်စိတ်ကပ်တဲ့ဘုရားကိုယ်တော်၎င်းမိဘကိုယ်တော်၎င်းဆရာသမားကိုယ်တော်၎င်းလှူဒန်းပြီးဆုတောင်းပါကထက်တူကံကောင်းခြင်းนี้ရရှိစေမှာပဲဖြစ်ပါတယ်ရွတ်ဆိုရမှာကတော့နေထိုင်ရေးမှန်တန်တော်ကိုမိမိသက်စေရွတ်ဆိုရမှာဖြစ်ပါတယ်ဗုဒ္ဓနာဇီဝိတတနတကကေနစီအန္တရာယောကာတုံဝန္ဒမဟံတံဧဝံမီဟောတုဤကာရတော်ကိုရွတ်ဆိုခြင်းဖြင့်အနိယကင်း၍အသက်ရှည်စီသောအကျိုးကိုရရှိစေမှာပဲဖြစ်ပါတယ်ဂါရမဏများရွတ်ဆိုတဲ့အခါမှာတော့တစ္ဆာပြုရွတ်ဆိုပါကဤကာရတော်ရဲ့ဟိတ်ကိုရရှိစေမှာပဲဖြစ်ပါတယ်ကံကောင်းစေဖို့အတွက်အဆောင်ကတော့ဖြစ်ပါတယ်အစစ်တော်၎င်းဓာတ်ပုံတော်၎င်းကိုယ့်ရဲ့ဖုံးလေးမှာတော်၎င်းထည့်ဆောင်ထားပါကကံရဲ့အထောက်ပံ့ကိုရရှိစေမှာပဲဖြစ်ပါတယ်တနင်္ဂနွေနေ့အရေးကြီးကိစ္စဆောင်ရန်ရှိတဲ့ခါမှာတော့အဆအဆင်ပြေစေဖို့အတွက်မဆောင်ရွက်မီအနောက်တောင်အရက်ကိုမျက်နှာမူမိမိသွားရောက်မီရက်ဒီတမြင်အပ်မမြင်အပ်ဆိုင်ရာပုဂ္ဂိုလ်များကိုမေတ္တာပို့တိုင်တယ်ဆုတောင်းတော်ပါကတဲ့ကံရဲ့အထောက်ပံ့ကိုရရှိစေမှာပဲဖြစ်ပါတယ်ဆရာမိတ်ဆွေများနေ့စဉ်ကံကောင်းခြင်းများပြုလို့ဆောင်ရွက်ပြီးကောင်းကျိုးလူရာရရှိပိုင်ဆိုင်ကြပါစေကိုယ်စိတ်နှဖျားအေးချမ်းပျော်ရွှင်ကြပါစေယတရားဟူသည်မှာမိမိဖြစ်ခြင်းသောအကြောင်းအရာများကိုအတတ်ပညာတစ်ခုဖြင့်ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက်ခုဆရာပြောပြသွားတဲ့ယတရားများကိုမြည်သည့်လူမျိုးမြည်သည့်ဘာသာမဆိုပြုလုပ်ဆောင်ရွက်လို့ရပါတယ်ပြုလုပ်ဆောင်ရွက်သူတိုင်းကံကောင်းခြင်းဆိုသောအကျိုးတွေကိုရရှိစေမှာပဲဖြစ်ပါတယ်ဒါကတော့ပုပ္ပိစကတပုံညတာမင်္ဂလာနဲ့အညီရှေ့ရကောင်းမှုအထူးရှိပါသည်ဆိုတဲ့သဘောအဓိပ္ပာယ်သည်မနေ့ကသည်ယနေ့ရဲ့ရှေးဖြစ်ပါစေယနေ့သည်မနေ့ပြင်ရဲ့ရှေးဖြစ်တဲ့အတွက်စာရဲ့မိတ်ဆွေများကနေ့စဉ်ကံကောင်းခြင်းများပြုလုပ်ဆောင်ရွက်ခြင်းဖြင့်နေ့စဉ်ကံကောင်းခြင်းဆိုသောအကျိုးတွေကိုမလွဲဧကန်ရရှိစေမှာပဲဖြစ်ပါတယ်